ဒါကတော့ကျွန်တော်အပေါက်တွေပဲကြိုးဖောက်ထားရပါတော့ဒီကောင်တွေမှာဒီလိုအပေါင်းဖောက်ခွင့်နဲ့တခါလေသူ့ရဲ့ပုံနဲ့လည်းထိုင်လို့ရတယ်ပေါ့နော်ဒါမျိုးခုံဒီလိုခုံလေးနဲ့ထိုင်လို့ရတယ်ပေါ့နော်ဒါတော့အကုန်ကြလက်တက်တော့သူအစင်ပြောင်းလုပ်ပြချတာပေါ့နော်ဒီလိုခုံနဲ့လည်းတော်တောင်းထိုင်လို့ရပါတယ်နော်နောက်ပိုင်းတွေမှာဒါလေးလိုခုံလေးနဲ့ထိုင်ရပါမယ်နော်ဒီကောင်လေးတွေဆိုတော့ quality လေးတွေကောင်းတယ်ပေါ့နော်သုံးရတာလည်းအဆင်ပြေတယ်ပေါ့ကျင်းဆုံးကျွန်တော်တို့မီးဝင်ဖို့အတွက်ဒီ breaker ဆင်ရမယ်ပေါ့ဗျာဒီနားလေးမှာဆင်လိုက်မယ်ပေါ့နော်အဲ့ဒါရင် breaker လေးဆင်ပါနော်ဒီ breaker နဲ့ပြီးတော့လာမယ်ကျူဝါတီကိုဝင်မယ်ပေါ့ရှေ့မှာကျွန်တော်ပြတဲ့ဟာနဲ့တိတ်မကွာဘူးပေါ့နော်သူကဒီ digital လေးတစ်ခုပို့သွားတာပဲရှိမှာပေါ့နော်ကျွန်တော်ဒီ digital လေးပို့ပါတဲ့အတွက်ကျွန်တော်ကြိုးလေးမရှုပ်ချင်တော့ဒီမှာအောက်မှာအပေါက်လေးနှစ်ပေါက်ဖောက်ထားပါနော်ဒီအပေါက်ကနေပြီးတော့ဒီဘက် digital ကိုတောင်းမယ်ပေါ့ဗျာဆင်းရတာတော့မခက်ပါဘူးနော်ဒါမျိုးလေးပဲဒါဟိုဘက်က digital ကြီးတောင်းမှဆိုတော့ဒီချိုးအောက်ထည့်ပေးလိုက်ပါနော်တို့ဒရုန်းလေးဆင်းပြီးတော့ဖုန်းလေးတစ်ချက်လောက်ခါလိုက်ပါနော်ဒီတန်သွားပြီဆိုရင်ပေါ့အပိတ်ကလေးတွေပြန်ပိတ်ပြလိုက်ပါနော်ဒါဆိုရင်အောက်မှာနှစ်စားထွက်မယ်ပေါ့နော်အဲ့နှစ်စားပဲညမှာသုံးမလဲဆိုတော့ဒီကောင်လေးဒီမှာဝင်မှာပေါ့နော်ဝင်ပြီးတော့ရင်ဒီကောင်ပို့မီတာထူထည့်ပါပိုလေးရပေါ်လေးပေါ့တက်တက်ရလေးဖြစ်ရပြီပြီးရင်ဒီကောင်လေးကြက်ခိုင်းသွားပြီဆိုရင်ရပြီရိုင်းဖြစ်တယ်ပြီးချက်စရာလည်းမလိုဘူးပေါ့နော်ပြီးရင်ဒီတက်မှာပို့မီတာနှစ်စားဝင်ပြရမယ်ဆိုတော့နော်ဒီနှစ်စားကိုဒီမှာကျွေးလိုက်ရပြီပေါ့နော်ဒါဆိုရင်ပြီးသွားပါပြီနော်သူ့နောက်မှာဒါမျိုးလေးပေါ့ဒါ digital ပေါ့ဒီမှာဒါ digital ပို့မီတာလေးပြရမှာပေါ့နော်ဒီကောင်လေးဒီမှာ breaker တင်လိုက်ပြီဆိုတော့ဒီကအဝင်ပေါ့နော်ဒီကအဝင်ကိုဒီမှာ breaker တင်လိုက်ပြီဆိုတော့ဒီမှာမီးရောက်မှာပေါ့နော်ဒီမှာလည်း digital ခဏလေးပြပြီပေါ့အဲ့တော့ကိုကဘယ်လောက်ပို့ရှိနေဆိုတော့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ဒါဆိုရင်တော့ဒါလေးပြီးပါပြီခင်ဗျာ